အရိမတိယမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဖယက်ပြိုင်ဝါဒပြိုင်မရှိဘဲနဲ့ဗုဒ္ဓဘာသာတစ်ခုတည်းပဲရှိလိမ့်မယ်သိသွားတဲ့လူတွေဟာနိဗ္ဗာန်ကိုဝင်ရင်ဝင်မဝင်ရင်နတ်ပြည်ဗြဟ္မပြည်ကိုပဲသွားကြလိမ့်မယ်တဲ့ငရဲသွားတဲ့လူမရှိဘူးတဲ့ဒီလောက်ကောင်းတော့ဆိုတာအရိမတိယဘုရားလက်ထက်မှာနတ်ပြည်ဗြဟ္မပြည်ကိုပဲသွားကြလိမ့်မယ်ငရဲသွားတဲ့လူမရှိဘူးတဲ့ဓမ္မင်းရှင်ဘုရားအပယ်လေးပုံမှာအပယ်ပုံသူအပယ်ပုံသားငရဲပုံသူငရဲပုံသားတွေမရှိဘူးလားဆိုတော့အသက်မရှိဘူးတဲ့အဟောင်းတွေပဲရှိတယ်တဲ့ဘာတွေပဲရှိတယ်အဟောင်းတွေပဲရှိတော့တို့ကအဲ့ဒီအဟောင်းစင်းထဲမှာပါဖို့အရေးကြီးတယ်အဲ့ဒီမရောက်သွားဖို့အရေးကြီးတယ်အခုဒီဘဝမှာအကုသိုလ်တွေလှုပ်သူများတက်တာသူပြည်ကိုသူသားမယားဆောကလေးပြောရဲတော့ဝဲရကြတဲ့လှုပ်ချင်တာတွေအကုန်လုံးတခါတည်းရှောက်ပတ်လှုပ်သွားငရဲရောက်သွားရောငရဲမှာခံနေတော်တော်နဲ့မလွတ်တော့အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူတဲ့အချိန်မှာတော့မှငရဲကမကျွတ်နိုင်သေးဘူးဆိုရင်ပြိတ္တတွေအဟောင်းထဲမှာပါသွားပြီအစ်စ်မလာဘူးတဲ့ငရဲခံနေတာအဟောင်းတွေကြီးပဲရှိတယ်